မင်္ဂလာပါရှင်။အောက်ကရှလ9ရက်နေ့အတွက်လိုက်စာ TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျွန်မကတော့ခွန်မန်ကျေလာပါ။လိုက်စာမြို့နယ်အတွင်းဖွလေတင်ကြားနေတဲ့ကချင်ပြည်နယ်ပြည်နယ်ရဲ့စုံတက်ကတို့ KSCU ဝိစာနဲ့တေပန်းကျောင်း SAS ရဲ့အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုအောက်ကရှလ4ရက်နေ့ညနေ4နာရီအချိန်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားတွင် KSCU ဒုတိယအဓိပတိ CRD ဒေါက်တာအောင်နိုင်တူနဲ့ SAS ကျောင်းဦးဒီဒေါက်တာကိုကိုမောင်တို့က SAS ကျောင်းမှာဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးတိုလာရေးစိတ်သက်ပြီးရှေ့ဆက်တွားရမယ်အနာဂတ်ခရီးအတွက်စီလုံးငင်ညွတ်စွာပူပေါင်းဆောင်ရွက်ကြရန်အားပေးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ KSCU ဒုတိယအဓိပတိဒေါက်တာအောင်နိုင်တူကကျောင်းသားကျောင်းသူတွေအနေနဲ့စာပေတင်ကြားရုံတင်မကပဲအားကစားပြုလုပ်ခြင်းအပြင်ခနာကိုယ်နဲ့စိတ်သက်ကျန်းမာခိုင်မာလာစေရန်တော်လှန်ရေးကာလအတွင်းကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုနဲ့စေတံရာတွေကိုဖြေဖျောက်နိုင်ဖို့အပြင်တက္ကသိုလ်ကျောင်းသားဘဝအတွေ့အကြုံကောင်းတွေကိုအပြည့်အဝစွာခန်းစားရရှိနိုင်ဖို့ရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်ကြောင်းသိရပါတယ်။အဆိုပါအားကစားပြိုင်ပွဲကိုတနစ်လေးနှစ်ကြိမ်ကျင်းပပြုလုပ်လည်ရှိပြီးလက်ရှိတွင် KSCU တက္ကသိုလ်တွေအထူးပြုပါရရဲ့မေဂျာ15ခုတွင်ကျောင်းသားကျောင်းသူစုစုပေါင်း3000ခန့်ပညာသင်ကြားလည်ရှိပါတယ်။ဒါ့အပြင်လာမယ့်ပညာသင်နှစ်တွင် KSCU တက္ကသိုလ်၌နိုင်ငံရေးတိတ်ပံအထူးပြုပါရရဲ့ဖြစ်တဲ့ Political Science Major ကိုထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကချင်လူမျိုးရေးအဖွဲ့ KIO ဗဟိုတရားရုံးမှဦးစီးပြုလုပ်တဲ့အမတ်စဉ်နှင့် Digital and Judicial Tool Training တင်နန်းစင်ပွဲကိုလိုက်စာမြို့မုံစိန်ရောင်တွင်အောက်ကရှလ4ရက်နေ့မှာပြုလုပ်ခဲ့ကြောင်းသိရပါတယ်။တင်နန်းတွင် AI Information Technology, Computer Knowledge, Computer Assistant, Hardware and Software, AI Management, Computer Setting, Microsoft Word, Microsoft Excel, Microsoft Office PowerPoint နဲ့ Basic Computer Printer and Scanner, Gmail, Email, Zoom နဲ့ရုံးပိုင်းဆိုင်ရာများကိုတင်ကြားပေးခြင်းဖြစ်ကြောင်းစရာဒုံဖောင်းနုကွီနော်မှာအမှားစကားပြောကြားရတွင်အခုလိုပြောပါတယ်။တင်နန်းစင်းနဲ့တင်နန်းသူတာ22ယောက်ကိုတင်နန်းစင်းလက်မှတ်ပေးအပ်ပြီးမုမှန်တင်နန်းများကိုလည်းဆက်လက်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဖကမအောက်ကရှလ4ရက်နေ့မနက်7:30လောက်ကမိုးတေးတန်စွာရွာသွန်းတာကြောင့်ရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။နမော်ဆင်းကုံနဲ့မိုရှန်ကျေးရွာတွေမှာရေကြီးရေရှမ်းမှုတွေကြုံတွေ့နေရပြီးပြည်သူတွေရဲ့နေအိမ်တွေလည်းပျက်စီးဆုံးရှုံးမိပြိုမှုများလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။နမ်တင်ချောင်းရီတိုးလာတာကြောင့်ပြည်သူတွေတွာလာနေတဲ့လမ်းတွေပိတ်ဆို့သွားပြီးတရားအချို့လည်းပျက်စီးသွားကြောင်းနဲ့မိပြိုမှုတွေဖြစ်လာတာကြောင့်ပြည်သူတွေအနေနဲ့တွာလာရေးလောက်ကင်စားတောက်ရောက်တွေမှာဒုက္ခရောက်လာမည်ကိုစိုးရိမ်နေကြရကြောင်းလည်းသိရပါတယ်။လွန်ခဲ့တဲ့ဇူလိုင်လကလည်းရေကြီးရေရှမ်းမှုကြောင့်နေအိမ်900ကျော်ဝန်းကျင်ရေထဲနှိမ့်မြုပ်သွားပြီးပြည်သူတွေတိစုံမှုရှိုံတမကကုန်စည်နှုန်းများလည်းပိုတက်လာတာကြောင့်မြစ်ကြီးနားဖကန်ကားလမ်းတွေလည်းတွာလာရန်ပိုခက်ခဲတွားကြောင်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေရှင်။